လူတွေကြိုက်တဲ့စကားကိုတီးတဲ့သူကဘဝမှာအခွင့်အရေးပိုရတယ်လူတိုင်းမှာတုံညီတဲ့အရေးချင်းမရှိပေမဲ့လူတိုင်းအောင်မြင်နိုင်တဲ့အရာတစ်ခုတော့ရှိတယ်အဲ့ဒါကစကားပြောပုံစကလုံးရွေးချယ်ပုံစကားတစ်ခွန်းကလူတစ်ယောက်ရဲ့စိတ်ကိုဖွင့်ပေးနိုင်တယ်အခွင့်အရေးတကားကိုဖွင့်ပေးနိုင်တယ်ဒါပေမဲ့စကားမားရင်တော့အရာအလုံးဆုံးရှုံးနိုင်တယ်လို့တကားအလုံးလဲပိတ်သွားနိုင်ပါတယ်လူတွေကဘာကြောင့်စကားကောင်းကိုကြိုက်လဲလူတွေကငွေကိုပဲကြိုက်တာမဟုတ်ဘူးလို့အာဏာကိုပဲကြိုက်တာမဟုတ်ဘူးကိုယ့်ကိုတန်ဖိုးထားပေးတဲ့စကားလုံးကိုလည်းအရန်ကြိုက်ကြတယ်လူတွေအရန်ကြိုက်တဲ့ခံစားချက်၃ခုရှိတယ်နံပါတ်1ကိုယ့်စကားကိုနားထောင်ပေးတဲ့ခံစားချက်နံပါတ်2ကကိုယ့်ကိုလေးလေးစားစားဆက်ဆံပေးတဲ့ခံစားချက်နံပါတ်3ကိုယ့်ကိုနားလည်ပေးတဲ့ခံစားချက်ဒီ၃ချက်ပါတဲ့စကားဆိုရင်လူတိုင်းရဲ့နှလုံးသားထဲကိုရောက်တယ်စကားပြောတဲ့အခါမှာလဲလူတွေကြိုက်တဲ့စကားအမျိုးအစားနဲ့လူတွေမကြိုက်တဲ့စကားအမျိုးအစားဆိုပြီး2မျိုးရှိတယ်အရင်ဆုံးလူတွေကြိုက်တဲ့စကားအမျိုးအစားတွေကိုပြောပြပေးပါမယ်နံပါတ်1ရှိကျူးတဲ့စကားလူတစ်ယောက်ကိုအားပေးတဲ့စကားတစ်ခွန်းကငွေမကုန်ပါဘူးဒါပေမဲ့လူတစ်ယောက်တဲ့အပေါ်မှာထားတဲ့စိတ်ဓာတ်ကိုတော့ပြောင်းလဲပြစ်နိုင်ပါတယ်ဥပမာမင်းအလုပ်ရမ်းကြိုးစားတာပဲဒီအလုပ်ကိုမင်းလုပ်နိုင်တယ်ဆိုတာငါသိတယ်စသဖြင့်ပေါ့ရှိကျူးတာဟာလိမ်ညာတာမဖြစ်ရဘူးအမှန်တရားကိုမြင်ပြီးပြောရတယ်နံပါတ်2နားလည်ပေးတဲ့စကားလူတွေကအကြံဉာဏ်မလိုဘူးနားလည်ပေးမဲ့စကားပဲလို့တာဥပမာမင်းရှိနေကိုငါနားလည်တယ်ဒီလိုဖြစ်ရတာမင်းတယောက်တည်းကြောင့်မဟုတ်ပါဘူးနားလည်ပေးတဲ့စကားကတန်ရာကိုစေးလိမ့်ပေးတယ်လို့ပါပဲလူတွေကြိုက်တဲ့စကားကိုသိရတယ်လို့လူတွေမကြိုက်တဲ့စကားကိုလည်းသိရမယ်လူတစ်ယောက်ကိုနှိပ်ချဆက်ဆံတဲ့စကားအပြစ်တင်တဲ့စကားကိုပဲမှန်တယ်ကိုပဲတိတယ်ဆိုတဲ့စကားဒီလိုစကားတွေကလူတစ်ယောက်မုန်းတီးမှုနဲ့ရှောင်ဖယ်မှုကိုဖြစ်စေတတ်ပါတယ်စကားကောင်းပြောတတ်တဲ့သူကမိတ်ဆွေများတယ်အခွင့်အရေးများတယ်အလုပ်အကင်မှာတိုးတက်တယ်ပညာတတ်တာထက်စကားတတ်တာကလူကြားထဲမှာပိုပြီးအတုံးဝင်ပါတယ်ဒီနေ့ကစပြီးစကားပြောမဲ့ဆိုရင်လူတွေကြိုက်မလားလူတွေကိုထိခိုက်မလားကိုယ်တိုင်မေးပါစကားတစ်ခွန်းကလူတစ်ယောက်ရဲ့ဘဝတစ်ခုကိုပြောင်းလဲနိုင်တယ်ဆိုတာတတိထားမိပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ရသေးရင်လုပ်ထားပေးပါဦးเนาะနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်